ကျွန်တော်ကောင်မလေးကနိုင်ငံခြားကိုအလုပ်ကိစ္စနဲ့ခရီးထွက်နေတော့မှသူကကျွန်တော်အတွက်သတ်မှတ်ထားတဲ့အဲ့ဒီအတိတ်ပဲမရှိတဲ့စီကံတွေကိုအကုန်ချိုးဖောက်ပစ်လိုက်တယ်ဟာသူကကျွန်တော်ကိုအပြင်မှာညအိတ်ခွင့်မပေးဘူးဒါကြောင့်ကျွန်တော်ကလည်းတမင်တကာသူ့စကားကိုမနာခံခဲ့ဘူးခဏအကြာမှာတော့အရက်အလုံးမူးနေတဲ့ကျွန်တော်ကိုအမျိုးသမီးတစ်ယောက်ကဟိုတယ်ထဲကိုတွဲခေါ်သွားပြီးနောက်တနေ့မနက်အထိအဲ့ဒီမှာနေခဲ့ရတယ်မနက်နိုးလာတော့တကိုယ်လုံးပင်ပန်းနွမ်းနေပြီးနာကျင်နေတဲ့အိပ်ယာပေါ်မှာအေးအေးဆေးဆေးအိပ်ပျော်နေတဲ့အမျိုးသမီးကိုကြည့်ပြီးကျွန်တော်ထိတ်လန့်သွားတယ်ဘာတွေဖြစ်နေတာလဲသူမရဲ့မျက်နှာကိုတေချာကြည့်ဖို့မိခလုတ်ကိုလှမ်းဖွင့်မလို့လှုပ်လိုက်တဲ့အချိန်မှာပဲတကားအပြင်ကအတန်တွေကိုကြားလိုက်ရတယ်တခင်လေးအကြီးဆုံးတခင်မလေးဘလောက်ဒေါသထွက်မလဲဆိုတာတွေးတောင်မတွေးရဘူးဗျာသူကအဲ့ဒီအမျိုးသမီးရဲ့နောက်ခံတဲ့အထောက်ထားကိုစုံစမ်းဖို့လူတွေလွတ်ထားပြီးပြီလို့ကြားတယ်ဒီတခါတော့တခင်လေးတော့ပြီးပြီပဲခြေလန်းတန်တွေကတဖြည်းဖြည်းဝေးကွာသွားတယ်သူတို့ပြောတဲ့စကားအချို့ကိုကြားလိုက်တာနဲ့ကျွန်တော်ကဘေးမှာအိတ်နေတဲ့အမျိုးသမီးကိုမတိမတာလှမ်းကြည့်လိုက်တယ်သူတို့ပြောတာကဒီမတိတဲ့အမျိုးသမီးရဲ့နောက်ခံကိုတောင်စုံစမ်းပြီးပြီတဲ့ဒီစကားသာဟူချင်းနေရဲ့နားထဲရောက်သွားရင်ကျွန်တော်မနှက်ဖြန်နေကိုတောင်မြင်ရပါမလားအဲ့ဒီလိုတွေးမိတာနဲ့ကျွန်တော်တုံရင်ဖြစ်သွားတယ်အပြင်မှာလူတွေရှိနေတာကြောင့်ရန်သူကိုတတိမထားမိအောင်မိကိုလည်းလွယ်လွယ်နဲ့မဖွင့်ရဲဘူးဒါနဲ့ပဲပစ္စည်းတွေကိုကောက်ယူပြီးပြတင်းပေါက်ကနေထွက်ပြေးဖို့စီစဉ်လိုက်တယ်ကံကောင်းတာကမနေ့ကဖုန်းကိုတော့ယူလာဖို့တတိရခဲ့တယ်ဒီဖုန်းကဝိုင်းခွက်ထဲမှာအချိန်တော်ကြာဆိုနေခဲ့တာဆိုတော့အခုထိဖွင့်လို့ရပါမလားတော့မသိဘူးဒါပေမဲ့ကိုကံကောင်းတယ်လို့ပဲတွေးလိုက်တယ်ကံကောင်းတာကဒီကလပ်ရဲ့ဒုတိယထပ်ပဲဖြစ်နေတယ်အနိမ့်ပိုင်းထပ်ဆိုတော့အဆင်ပြေတယ်တာမန်ထက်ပုံမြင့်တဲ့အထက်သာဖြစ်နေရင်ပြတင်းပေါက်ကနေဒီလိုအသက်ဆုံးပြီးထွက်ပြေးဖို့ကျွန်တော်ဘယ်လိုလုပ်ရဲမှာလဲအဲ့ဒီအချိန်မှာဖုန်းထဲကို message တစ်စောင်ဝင်လာတယ်တခင်လေးချမ်းမကောင်းတော့ဘူးမနေ့ညကအကြီးဆုံးတခင်မလေးရုတ်တရက်နိုင်ငံကိုပြန်ရောက်လာပြီးမြန်ပြန်လာခဲ့ပါအဲ့ဒီ message တွေကိုအိမ်တော်ထိန်ဦးကျူးကပို့ထားတာအရေးတကြီးဖြစ်နေတာတိတာလုံးလို့ message တွေကိုတစ်ခုပြီးတစ်ခုဆက်တိုက်ပို့ထားတယ် message ကိုဖတ်ပြီးကျွန်တော်နေရာမှာတင်ကြောင်သွားတယ်ဟူချင်းနေနိုင်ငံကိုပြန်ရောက်လာပြီတဲ့ကျွန်တော်တုံရင်နဲ့ဖုန်းထဲက miss call စာရင်းကိုဖွင့်ကြည့်လိုက်တယ်ကျွန်တော်ကအန်ရရှိတဲ့အရာလို့တင်ထားတဲ့ဟူချင်းနေရဲ့ဖုန်းခေါ်ဆိုမှုကစုစုပေါင်း18ကြိမ်တောင်ရှိနေတယ်ဘာဖြစ်တာလဲဟာသူမခေါ်တာ18ကြိမ်တောင်မကင်လိုက်မိဘူးဒီလိုလုပ်လိုက်တာကကြားရဲ့မုတ်စိတ်ကိုတွားဆွဲတာနဲ့မထူဘူးဖုန်း18ကြိမ်တောင်မကင်မိသေးတဲ့အပြင်တခြားအမျိုးသမီးတစ်ယောက်နဲ့အတူတူအိပ်ရာတောင်ဝင်ခဲ့သေးတယ်ကျွန်တော်သူ့အပေါ်တစ္ဆာဖောက်မိတာလားဒါမှမဟုတ်သူနဲ့ဓာတ်ရိုက်ပဲလမ်းခွဲလိုက်ရမလားဒါပေမဲ့ကျွန်တော်အပေါ်သူမရဲ့အစွဲလန်းကဒီလောက်ပြင်းတာဆိုတော့လမ်းခွဲမယ်ဆိုတာကိုဘယ်လိုလုပ်သဘောတူပါမလဲမဖြစ်နိုင်ဘူးဒါပေမဲ့ဟူချင်းနေကဘာကြောင့်မင်းညကလေးကပြန်လာတာလဲသူမမှာအခန့်ပွဲတွေနဲ့အလုပ်တွေအများကြီးရှိတာဆိုတော့အိမ်အောင်မပြန်ရောက်သေးတော့ဘူးအခုချက်ချင်းပြန်သွားပြီးမင်းညကလေးကအိမ်နေတော့မဲ့ဆိုတဲ့ပုံစံနဲ့ဟန်ဆောင်လိုက်မယ်ဖះရီဒီတစ်ခါတော့ကျွန်တော်ကိုကာကွယ်ပေးပါဖမ်းမမိပါစေနဲ့ကားဆရာလန်ချမ်းပီလာကိုတွားပေးပါကားကနှစ်ဆပေးမယ်မြန်မောင်းပေးပါကားပေါ်ကဆင်းတဲ့အချိန်မှတော့အကျွေးမပါလို့ငွေပြန်အမ်းတာကိုမဆောင်တော့ပဲအိမ်ထဲကိုအမြန်ပြေးဝင်ရင်စိတ်ထဲကနေဆူတောင်းနေမိတယ်ဖះရီကျွန်တော်ကိုကဲပါသူမမပြန်ရောက်သေးတော့ပါဘူးဒါပေမဲ့ဖះသခင်ကကျွန်တော်ဆူတောင်းတန်ကိုကြားပုံမရဘူးအဝတ်စားတွေကိုတေးတက်ပြန်ပြင်ပြီးမင်းညကလေးကအိမ်မှာရှိနေခဲ့တယ်လို့ဒီမနက်မှတခုခုလုပ်ဖို့အပြင်ထွက်လာခဲ့တဲ့ပုံစံနဲ့အေးအေးဆေးဆေးဘီလာဝင်းထဲကိုဝင်လာလိုက်တယ်ဒါပေမဲ့ရုတ်တရက်ဘီလာတကားကြီးကိုအကျယ်ကြီးဖွင့်ထားတာကိုတွေ့လိုက်ရတယ်တကားဝမှာအိမ်အလုပ်သမားတွေနဲ့ဥယျာဉ်မှုတွေတန်းစီရက်နေကြတယ်အားလုံးကခေါင်းငုံထားပြီးတုံရင်ဖြစ်နေကြတယ်ဒီမြင်ကွင်းကအတိတ်ပဲတစ်ခုပဲရှိတယ်ဟူချင်းနေပြန်ရောက်နေပြီကျွန်တော်နှလုံးသားတင်းကျပ်သွားပြီးအလိုလိုထွက်ပြေးကျင်လာတယ်ဒါပေမဲ့အခန်းထဲကနေရင်းနှီးလုံးနဲ့အော်တန်တစ်ခုကိုမတဲမကွဲကြားလိုက်ရတာနဲ့ကျွန်တော်နှလုံးသားနူးညံ့သွားတယ်ဟဲရှိနောက်တစ်ခါမလုပ်တော့ပါဘူးဒါနဲ့ပဲတတိတွေအကုန်စူစီးပြီးဘီလာဘက်ကိုရှောက်သွားလိုက်တယ်ငါကတကယ်ကိုအယမ်းလာတာပဲအခန်းထဲဝင်လိုက်တာနဲ့သူမစီကထွက်ပေါ်နေတဲ့အားကောင်းလာတဲ့အရှိန်ဝါကြောင့်ဖိအားတစ်ခုကချက်ချင်းကျွန်တော်ပေါ်ဖိကျလာတယ်အဲ့ဒီအချိန်မှာအမျိုးသမီးရဲ့အေးဆက်ဆက်အတန်ကထွက်ပေါ်လာတယ်နောက်ဆုံးတော့မင်းအိမ်ပြန်ရမယ့်လမ်းကိုတိလာပြီပေါ့ကျွန်တော်ကတစ်ဖက်ကိုမျက်နှာလွှဲထားပြီးစကားတခွန်းတောင်မပြောရဲဘူးမျက်စောင်းထိုးကြည့်ရင်သူမရဲ့မျက်နှာအမူအရာကိုလေ့လာလိုက်တယ်ပြီးတော့ဟူချင်းနဲ့အနားကိုတဖြည်းဖြည်းချင်းကပ်သွားပြီးနောက်ဆုံးသူမဘေးတဲမှာရက်လိုက်တယ်စိတ်ထဲကနေတပြင်းလေးတစ်ချက်ချလိုက်မိတယ်ဟူချင်းနေကကျွန်တော်သူမအနားကိုပိုနီးလာတာကိုခွင့်ပြုလိုက်တယ်သူမရဲ့နှက်ခမ်းတောင်တွေကအနှဲငယ်မြင့်တက်သွားပေမဲ့တစ်စက္ကန့်အကြာမှာတော့အရင်လိုပဲအမူအရာမဲတဲ့မျက်နှာအဖြစ်ပြန်ပြောင်းသွားတယ်အိမ်အကူမိန်းကလေးရှောင်ဟွာကတော့သူမရဲ့ခြေရင်းမှာဒူးထောက်ပြီးငိုကြွေးနေတယ်အကြီးဆုံးတခင်မလေးကျမကိုအလုံးမဖြုတ်ပါနဲ့ရှင်ဒီအလုပ်ကိုတကယ်လိုအပ်လို့ပါကျမရဲ့ညီမလေးကလည်းဆေးရုံမှာခွဲစိတ်ကူတာမှုခံယူဖို့စောင့်နေရပါတယ်ရှင်ရှောင်ဟွာကအဲ့ဒီလိုပြောရင်းဟူချင်းနေရဲ့အဝိစားနာစကိုဆွဲကင်ထားတဲ့သူမရဲ့တနာစရာအခြေအနေကြောင့်ဟူချင်းနေရဲ့စိတ်ပြော့လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့တောင်းပန်နေခဲ့တာပဲအဲ့ဒီလိုငိုကြွေးတောင်းပန်နေတဲ့အတန်ကိုကြားလိုက်ရတာနဲ့ကျွန်တော်ရင်ထဲမှာနာကျင်သွားတယ်ဒီအချိန်မှာတော့ဘာကိုမှတိတ်စဉ်းစားမနေတော့ပဲရှောင်ဟွာစီကိုချက်ချင်းလျှောက်သွားပြီးသူမကိုထူပေးလိုက်တယ်ပြီးတော့ဟူချင်းနေကိုမိကုန်းထုတ်တယ်လို့ကြည့်လိုက်တယ်မင်းဘာလုပ်နေတာလဲသူ့ကိုဘာလို့အလုပ်ဖြုတ်တာလဲဟူချင်းနေကဘာမှပြန်မပြောဘူးဒါပေမဲ့သူမမျက်လုံးထဲမှာဒေါသတစ်ချက်ဖြက်ခနဲပေါ်လာပြီးအေးဆက်ဆက်အကြည့်ကကျွန်တော်မျက်နှာပေါ်ကိုကြားရောက်လာတယ်ကျန်းရှန်ငါ့ကိုဒီလိုစကားနဲ့ပြောခွင့်ကိုဘယ်သူပေးထားတာလဲအဲ့ဒီစကားကိုကြားလိုက်တာနဲ့ကျွန်တော်နှလုံးသားတင်းကျပ်သွားတယ်သူ
သူမရဲ့အရှိန်အဝါကြောင့်ဖိအားကိုခံစားလာရတာနဲ့ကျွန်တော်လက်တွေကအလိုလိုလက်သီးဆုပ်သွားတယ်ဒီမိမကိုငါမျက်စိရှိကနေဖယ်လိုက်ဟူချင်းနေရဲ့အမိန့်ကိုကြားတာနဲ့ကိုရန်တော်နှစ်ယောက်ကရှေ့ကိုတက်လာကြတယ်ကျွန်တော်လည်းချက်ချင်းရှောင်းဟွာရှိမှဝင်ရက်လိုက်တယ်ဟူချင်းနေမင်းပါကြောင့်ဒီလိုလုပ်နေတာလဲရှောင်းဟွာကမင်းကိုဘာများမယွင်းအောင်လုပ်မိလို့သူ့ကိုဒီလောက်ရဲရဲဆက်ဆက်အလုပ်ဖြုတ်ရတာလဲအ ਨੇ ဆုံးတော့အကြောင်းပြချက်တစ်ခုတော့ရှိရမှာပေါ့ဟုတ်တယ်မလားဟူချင်းနေကကျွန်တော်ကိုစိုက်ကြည့်ရင်အေးဆက်ဆက်နဲ့ပြောလာတယ်အခုမနက်9:35မိနစ်ရှိနေပြီကျန်းရှန်မင်းအိမ်ထဲကိုဝင်လာတာတော့9မိနစ်ပဲရှိသေးတယ်မင်းကိုကအရက်နှံ့တွေနဲ့ပြည့်နေတာတော့မင်းညကအိမ်ပြန်မအိတ်ခဲ့ဘူးဒါဆိုငါ့ကိုပြောစမ်းကျန်းရှန်ငါကရှောင်းဟွာကိုဘာကြောင့်ဒီလိုဆက်ဆံနေရတာလဲသူမရဲ့အတန်ကအရင်လိုအေးဆက်နေတာမဟုတ်တော့ဘူးငါအိမ်ပြန်ရောက်ကြတဲ့ကမင်းကရှောင်းဟွာအကြောင်းပဲစိတ်ဝင်စားနေတာမင်းမျက်လုံးထဲမှာလေရင်ပေါ်ကနေအခုလေးတင်ဆင်းလာတဲ့ငါဆိုတာမရှိဘူးလားငါစိတ်မကောင်းဖြစ်တဲ့နယ်လို့မထင်ဘူးလားဒါကဟူချင်းနေကကျွန်တော်ကိုဒီလိုစိတ်မကောင်းဖြစ်နေတဲ့အတန်နဲ့ပထမဆုံးအကြိမ်ပြောတာပဲကျွန်တော် NOB ဘာပြောရမှန်းမသိဖြစ်သွားတယ်ရင်ထဲမှာအပြစ်ရှိတယ်လို့ခံစားချက်တစွန်းတစပေါ်လာပေမဲ့ကျွန်တော်ကတော့အတန်ကိုမြင့်ပြီးပြန်ပြောလိုက်တယ်ငါအပြင်မှာညအိတ်တာမင်းတတ်မှတ်ထားတဲ့စီကံတွေကိုမလိုက်နာတာကငါကိစ္စပဲဒါပေမဲ့ဒီကိစ္စနဲ့ရှောင်းကျဲကဘာဆိုင်လို့လဲငါတို့နှစ်ယောက်ကြားကကိစ္စတွေကိုရှောင်းကျဲကိုဘာလို့ဆွဲထည့်ရတာလဲသူကမင်းကိုပြုစုစောင့်ရှောက်ပေးဖို့တာဝန်ရှိတဲ့သူပဲဒါပေမဲ့မင်းကိုတေးချမစောင့်ကြည့်နိုင်ခဲ့ဘူးအပြစ်ပေးခံရတာထိုက်တန်တယ်ဟူချင်းနေကကျွန်တော်ကိုအေးဆက်ဆက်ကြည့်ရင်နှာခေါင်းရှုပ်လိုက်တယ်ပြီးတော့လက်ကိုမြောက်ပြီးအပြင်ဘက်ကိုလက်ညှိုးထိုးပြလိုက်တယ်ကိုရန်တော်တွေကဟူချင်းနေရဲ့အမိန့်ကိုချက်ချင်းနားလဲသွားကြတယ်ရှောင်းကျဲရဲ့လက်မောင်းနှစ်ဖက်ကိုဆွဲကင်ပြီးကျွန်တော်ကိုပက်ကြော်ကအပြင်ကိုခေါ်ထုတ်သွားဖို့ပြင်လိုက်ကြတယ်ဒီမြင်ကွင်းကိုမြင်လိုက်တာနဲ့ကျွန်တော်ချက်ချင်းအော်ပြောလိုက်တယ်ရက်လိုက်သူ့ကိုအခုချက်ချင်းလွှတ်လိုက်ကျွန်တော်ရှောင်းကျဲကိုကိုယ့်ဘက်စီဆွဲယူလိုက်ပြီးဟူချင်းနေရဲ့မျက်နှာရှိတဲ့တဲမှာဒေါသတကြီးပြောလိုက်တယ်တယောက်ယောက်ကိုအပြစ်ပေးချင်ရင်ငါ့ကိုဒီမှာပဲအပြစ်ပေးသူ့ကိုအလုံးမဖြုတ်နဲ့သူ့အပြစ်မဟုတ်ဘူးလို့ငါပြောပြီးငါကိုယ်တိုင်အပြင်ကိုခိုးထွက်ပြီးသူ့ကိုလှည့်စားခဲ့တာတယောက်ယောက်ကိုအပြစ်ပေးချင်ရင်ငါ့ကိုပဲအပြစ်ပေးကျွန်တော်ပြောပြီးသွားတာနဲ့ကိုရန်တော်တွေကလည်းမစင်မချင်းဆက်လုပ်ရတော့ဘူးအားလုံးကဘာလို့ရမလဲမသိတဲ့ပုံစံနဲ့ဟူချင်းနေကိုပဲလှမ်းကြည့်နေကြတယ်ကျွန်တော်လည်းသူမကိုတဲ့တဲ့စိုက်ကြည့်နေပြီးအတွင်းစိတ်မှာအနှဲငယ်တင်းမာနေမိတယ်ဒါပေမဲ့ကျွန်တော်ပြောတာတွေကိုကြားရပေမဲ့ဟူချင်းနေကလုံးဝမတုံ့လို့ဘူးသူမမျက်လုံးထဲမှာနာကျင်သွားတဲ့အရေးတစ်ချက်ပဲဖြတ်ခနဲပေါ်လာတယ်ပြီးတော့အလျှော့ပေးလိုက်တယ်လို့နဲ့ကျွန်တော်ကိုပြောလာတယ်ကျန်းရှန်ငါမင်းကိုနောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်မင်းသူ့ကိုစက်ကာကွယ်နေမယ်ဆိုရင်ရှောင်းကျဲကိုအလုတ်ဖြုတ်တာလောက်နဲ့ပြီးမှမဟုတ်ဘူးဟာစမ်းကြည့်လေကျွန်တော်ဆက်ပြီးပြန်ချီပတ်မလို့လှုပ်လိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲစိတ်ထဲမှာအမှန်တရားကိုနားလည်နေမိတယ်သူမကဟူချင်းနေမယ်မြို့တော်မှာသူမလှုပ်ချင်တာကိုလှုပ်နိုင်တဲ့သူဟူအုပ်စုကြီးကိုကင်တွယ်ထားတဲ့သူသူမပြောလိုက်တဲ့စကားကဥပဒေတစ်ခုလိုပဲဘယ်သူမှသူမကိုစန့်ကျင်ရတာမရှိဘူးနောက်ဆုံးမှာတော့ကျွန်တော်ကရှောင်းကျဲကိုကိုဘေးကနေအတင်းဆွဲခေါ်သွားပြီးအပြင်ကိုနှင်ထုတ်ခံရတာကိုပဲမျက်စိရှိမှလက်ပိုက်ကြည့်နေရတယ်ကျွန်တော်ကရှောင်းကျဲထွက်သွားတဲ့ဘက်ကိုဆက်ပြီးစိုက်ကြည့်နေမိတာကြောင့်ဟူချင်းနေကအလုံးမကြည်မနှက်ဖြစ်သွားတယ်အဲ့ဒီနောက်သူမကဆိုဖာစီလျှောက်သွားပြီးထိုင်လိုက်တယ်ကျန်းရှန်မင်းညကမင်းပါလုပ်ခဲ့တာလဲဘယ်ကိုသွားခဲ့တာလဲမင်းကိုရိုးရိုးသားသားဝန်ခံဖို့ငါအကြံပေးတယ်မဟုတ်ရင်ငါကိုယ်တိုင်စုံစမ်းလိုက်ရင်ဘာအကျိုးဆက်တွေဖြစ်လာမလဲဆိုတာမင်းသိတယ်ပြီးပြီငါတော့သွားပြီအခုဘာလုပ်ရမလဲသူမအရန်ဒေါသထွက်နေပြီရှောင်းကျဲကိုနည်းနည်းလေးကာကွယ်ပေးလိုက်တာနဲ့တင်သူမဒေါသထွက်နေပြီအမှန်တိုင်းသာပြောလိုက်ရင်တော့မနှက်ဖြန်နေကိုတော့မြင်ရပါမလားဟမ်မနေ့ညကကျွန်တော်ဘာမှမလုပ်ခဲ့ပါဘူးတငယ်ချင်းတချို့နဲ့အပြင်ထွက်ပြီးဘုတ်ကိန်းကစားနေုံမှာအရန်နောက်ကျသွားလို့အိမ်မပြန်တော့ပဲအရင်နှီးဆုံးတငယ်ချင်းတယောက်နဲ့ဟိုတယ်မှာအတူတူအိတ်လိုက်တာပါဘယ်မှာကစားတာလဲဘသူတွေနဲ့လဲဟူချင်းနေရဲ့အမူအရာကိုကြည့်ရတာကကျွန်တော်နဲ့ပတ်သက်တဲ့လူတိုင်းရဲ့အကြောင်းကိုအသေးစိတ်အကုန်ဝန်ခံခိုင်းတော့မဲ့ပုံပဲကျွန်တော်အသက်ကိုအကျိန်နှဲငယ်နက်နက်ရှိုင်းရှိုင်းရှူလိုက်ပြီးစိတ်ရှိရှိနဲ့ပြန်ပြောလိုက်တယ်ဟူချင်းနေမင်းနည်းနည်းလိုနေပြီးတငယ်ချင်းဖွဲ့တာကငါရဲ့ကိုရေးကိုတာကိစ္စပဲအရာအလုံးကိုမင်းကိုပြောပြနေဖို့မလိုဘူးငါပြောရမလားမပြောရဘူးလားဆိုတာလဲငါဆုံးဖြတ်ချက်ပဲငါဘဝမှာဘယ်သူနဲ့မိတ်ဆွေဖွဲ့မလဲဆိုတာကိုငါကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဟူချင်းနေကကျွန်တော်ကိုနူးညံ့စွာကြည့်ပြီးလက်ကိုမြောက်ကကျွန်တော်မျက်နှာကိုပုတ်ပေးရင်းတူတူလေးပြောလာတယ်ကျန်းရှန်မင်းကငါအိမ်မှာနေနေတာဒါကြောင့်မင်းဘဝနဲ့ပတ်သက်တဲ့အရာတိုင်းကိုငါသိထားဖို့လိုတယ်မင်းမပြောချင်လဲရတယ်ငါကိုယ်တိုင်တဖြည်းဖြည်းစုံစမ်းပြီးသိအောင်လုပ်မယ်ကျွန်တော်ချက်ချင်းပြန်ပြောလိုက်တယ်မင်းသူတို့ကိုမထိနဲ့ဟူချင်းနေငါဘသူနဲ့တငယ်ချင်းဖွဲ့မလဲဆိုတဲ့ကိစ္စတွေကိုမင်းဝင်မပါနဲ့ငါကအရွယ်ရောက်ပြီးသားလူတစ်ယောက်တငယ်ချင်းဖွဲ့ဖို့ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်ဟူချင်းနေကကျွန်တော်ကိုဘာမှပြန်မပြောဘူးခဏအကြာမှာတော့အေးဆက်ဆက်နဲ့အမိတ်ပေးလိုက်တယ်မနေ့ညကအပြင်မှာညအိတ်ခဲ့တာနဲ့အရက်မူးလာခဲ့တာအကြောင်းကိုတေချာရှင်းပြပြီးရေးလာခဲ့ပြီးရင်ကို့အမားကိုကိုဝင်ခံတဲ့ကိုယ်တိုင်ဝေဖန်ချက်တစ်စောင်ရေးပြီးငါရှိမှတရားဝင်လာတောင်းပန်ကျွန်တော်သူမကိုကြည့်ရင်စိတ်ထဲမှာတပြင်းချလိုက်မိတယ်ဟဲရှိသူမကငါ့ကိုတကယ်နားမလည်သေးဘူးပဲတကယ်တော့သူမဒေါသထွက်ရတဲ့အဓိကအကြောင်းရင်းကကျွန်တော်အပြင်မှာညအိတ်ခဲ့တာတခုလည်းမဟုတ်ဘူးညအိတ်ခဲ့တာကြောင့်တော့ဒေါသထွက်တာပေါ့ဒါပေမဲ့သူမကိုပို့ပြီးဒေါသထွက်စေတာကကျွန်တော်ကဘာလို့ဒီလောက်အထိမစင်မချင်လုပ်ပြီးတခြားသူတွေထောင်ထားတဲ့ထောင်ချောက်ထဲကိုဒီလောက်လွယ်လွယ်နဲ့ကြားရောက်သွားရတာလဲဆိုတာပဲငါအချိန်မီတားမပေးခဲ့ရင်သူကအခုဆို
ထားလိုက်တော့သူ့စိတ်အေးသွားအောင်ကို့အမားကိုဝန်ခံစားရေးခိုင်းလိုက်တာလည်းမစိုးပါဘူးတခင်လေးခမရလဲဒေါသမထွက်တော့နဲ့အစိုးဆုံးဆိုရင်အဲ့ဒီကိုယ်တိုင်ဝေဖန်ချက်ကိုကျွန်တော်ခမရအတွက်ရေးပေးမယ်အကြီးဆုံးတခင်မလေးကအပြင်ပန်းမှာသာကျန်းတာပါတကယ်တော့စိတ်နှလုံးနှူးညံ့ပါတယ်အခုလဲဒေါသထွက်သွားလို့နည်းနည်းအလင်းလိုသွားတာပါအဲ့ဒီစကားတွေကိုကြားလိုက်ရတော့ကျွန်တော်လည်းနည်းနည်းစိတ်ပြေသွားတယ်ကျွန်တော်တခုခုပြန်ပြောမလို့လုံနေတော့အပေါ်ထက်ကနေဂိမ်းဆက်တွေအပြည့်ထည့်ထားတဲ့ကတ်ထူပုံကြီးတစ်လုံးကိုတဲလာတဲ့အမျိုးသားအိမ်ကူတယောက်ကိုတွေ့လိုက်ရတယ်ကျွန်တော်အံ့ဩသွားပြီးချက်ချင်းရှေ့တိုးကမေးလိုက်တယ်ခဏနေဦးအဲ့ဓာတွေကိုဘယ်ကိုတဲသွားတာလဲတခင်လေးအကြီးဆုံးတခင်မလေးကတခင်လေးရဲ့အခန်းထဲမှာရှိတဲ့ဂိမ်းဆက်တွေအားလုံးကိုလွှတ်ပစ်ခိုင်းထားပါတယ်အဲ့ဒီဂိမ်းဆက်တွေကအပြင်ပန်းကြည့်ရင်ဟောင်းနှွမ်းပြီးခင်မမီတော့တယ်လို့ထင်ရပေမဲ့ကျွန်တော်အတွက်တော့အထူးအဓိပ္ပာယ်ရှိတဲ့ပစ္စည်းတွေပါသူမကဘလို့လို့ဒီလောက်လွယ်လွယ်နဲ့လွှတ်ပစ်နိုင်တာလဲကျွန်တော်ချက်ချင်းကောင်းမော့ပြီးအပေါ်ထက်ကိုတက်သွားပြီးသားဟူချင်းနေရဲ့နောက်ကျောကိုကြည့်လိုက်တယ်နောက်ဆုံးတော့မထိန်နိုင်တော့ပဲអော်လိုက်တယ်ဟူချင်းနေငါခွင့်ပြုချက်မရှိပဲငါအခန်းထဲကပစ္စည်းတွေကိုစိတ်ကြိုက်လွင့်ပစ်ဖို့မင်းမှာဘာအခွင့်အရေးရှိလို့လဲကျွန်တော်သူမနားကိုပြေးသွားပြီးအင်ဂျီကော်လာကိုဆွဲလိုက်တယ်အဲ့ဒီအချိန်မှာသူမရဲ့ညက်ရိုးပေါ်မှာအညိုမဲဆွဲနေတဲ့အမတ်တစ်ခုကိုမြင်လိုက်ရတယ်မင်းကငါ့ကိုအနေထိုင်မတက်ဘူးလို့အမြဲပြောနေတာမဟုတ်လားဒါပေမဲ့မင်းညကမင်းလဲအပြင်ထွက်ပြီးပျော်ပါခဲ့တာပဲမဟုတ်လားငါထင်တာတော့မင်းလဲငါနဲ့တိတ်မကွာပါဘူးဟူချင်းနဲ့နောက်ဆုံးတော့မင်းကိုလက်ပူးလက်ချက်ဖမ်းမိပြီငါ့ကိုအပြင်ထွက်ပြီးပျော်ပါနေတယ်ဆိုပြီးအမြဲပြောနေတယ်မင်းကိုယ်တိုင်လည်းအပြင်ထွက်ခဲ့တာပဲမဟုတ်လားဟူချင်းနေကတော့တည်ငြိမ်စွာကျွန်တော်ကိုကြည်ရင်ပြုံးလိုက်တယ်မင်းကတကယ်ချစ်စရာကောင်းတာပဲငါကောင်လေးရဲ့သူမစိတ်ထဲမှာတွေးလိုက်တယ်အခုချိန်ထိတောင်မင်းညကသူ့ဘေးမှာရှိခဲ့တဲ့လူကငါကိုယ်တိုင်ဆိုတာ तू မသိသေးဘူးဒါပေမဲ့သူ့ကိုပြောပြချင်စိတ်လည်းမရှိဘူးဒီလိုပဲဘာမှမသိပဲနေပါစေတော့ဟူချင်းနေကအဲ့ဒီလိုတွေးရင်ကျွန်တော်အနာကိုတဖြည်းဖြည်းချင်းကပ်လာတယ်သူမဒီလောက်နီးလာတာကြောင့်ကျွန်တော်ခဏတာကြောင်သွားပြီးပြောမဲ့စကားတော့မေးသွားတယ်ကျန်းရှန်တနေ့ကျရင်မင်းမငါ့ကိုအလျှော့ပေးစေနိုင်လောက်တဲ့အစွမ်းအစရှိလာတဲ့အခါငါ့ကိုလည်းမင်းစီမံလို့ရပြီဒါပေမဲ့အခုလက်ရှိမှာတော့မင်းမအဲ့ဒီအရေးချင်းမရှိသေးဘူးဒါကြောင့်မင်းကနာခံပြီးငါစကားကိုပဲနားထောင်ရမယ်ကျွန်တော်တို့နှစ်ယောက်စာကြည့်ကန်းထဲဝင်သွားတဲ့အထိသူမကဘာမှထပ်မပြောတော့ဘူးကျွန်တော်လည်းအရန်ပြင်းလာတာနဲ့ထိုင်ပြီးကို့အမားကိုဝန်ခံစာရေးလိုက်တယ်ဟူချင်းနေကတော့ကျွန်တော်ဘေးမှာထိုင်ပြီးစာရွက်စာတမ်းတွေကိုစစ်ဆေးနေတယ်ကျွန်တော်ခေါင်းထဲမှာတော့ဘာမှမရှိတော့ဘူးဘယ်ကနေစာရေးရမလဲတောင်လုံးဝမသိဘူးစိတ်ညစ်ညစ်နဲ့ခေါင်းကိုကုပ်လိုက်ပြီးအသက်ပြင်းပြင်းရှူလိုက်တယ်ဘေးမှာထိုင်နေတဲ့ဟူချင်းနေကကျွန်တော်ပုံစံကိုမြင်ပြီးတိုးတိုးလေးရေးလိုက်တယ်ဘာဖြစ်လို့လဲရေးလို့မရဘူးလားငါကမနေ့ညကဘာတွေဖြစ်ခဲ့လဲဆိုတာမင်းကိုမှတ်မိအောင်ကူပြောပေးရမလားမနေ့ညကတော့ကျွန်တော်အရာအလုံးကိုတေချာပြင်ဆင်ထားခဲ့တာပဲဒါပေမဲ့ဟူချင်းနေကဒီလောက်တတိကြီးကြီးထားလိုက်မယ်လို့မထင်ထားခဲ့ဘူးမနေ့ညကဟွမ်ကျွမ်းရဲ့အခန်းများစုကိုကျွန်တော်ရှာဖွေခဲ့ပေမဲ့သူ့ကိုမတွေ့ခဲ့ဘူးဘသူကများငါထက်အရင်လက်ဦးသွားတာလဲတကယ်ကိုစိတ်တူစရာပဲဒါကငါကိုရေးကိုတာကိစ္စပါမင်းကိုသတင်းပို့နေစရာမလိုဘူးတခြားကိစ္စမရှိရင်အရင်ပြန်တော့မြို့တော်တစ်မြို့လုံးမှာရန်ရွင်ကိုသူ့ရဲ့ဆေးဆက်ထားသူလို့သတ်မှတ်ထားတာကိုဘယ်သူမသိပဲရှိမလဲအိမ်ကလူကြီးတွေကလည်းသူတို့နှစ်ယောက်ကိုလက်ထပ်ပေးဖို့အကြိမ်ကြိမ်စူးစမ်းခဲ့ကြတယ်သူကတော့ရန်ရွင်ကသူ့ကိုဆေးဆက်ထားသူအဖြစ်တိတ်တဆိတ်လက်ခံထားပြီးသားလို့အမြဲထင်ခဲ့တာဒါပေမဲ့ဘသူကထင်ထားမှာလဲအဲ့ဒီအကြောင်းကိုတွေးမိရင်သူကအတင်းပြုံးလိုက်တယ်နန်နန်မနေ့ညကဘာတွေဖြစ်ခဲ့တာလဲအဖိုးကိုမပြောပါဘူးစိတ်မပူနဲ့အဲ့ဒီလူကိုရှာတွေ့တဲ့အထိစောင့်လိုက်မယ်အဲ့ဒီအချိန်မှာပဲနန်နန်ရဲ့ဖုန်းမြည်လာတယ်သူမဖုန်းကင်ဖို့ပြင်ပြီးစာကြည့်ကန်းတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့ကျွန်တော်ကျမ်းပြင်ပေါ်မှာပြပြဝစ်လဲကျနေတာကိုတွေ့လိုက်ရတယ်နာကျင်လွန်းလို့သွားတွေချိတ်ပြီးအသေးအတန်ခံစားနေရတယ်အာဟာချင်းရင်ရဲ့ဖုန်းလဲအဲ့ဒီအချိန်မှာမြည်လာတယ်သူမဖုန်းကင်ဖို့လှည့်လိုက်စင်မှာတစ်ပင်အုပ်ကြားကနေဖြတ်တန်းလာတဲ့အလင်းရောင်တွေကကျွန်တော်လက်ပေါ်မှာအကွက်ကွက်လေးတွေဖြစ်ပေါ်နေတယ်သူမကနောက်ဆုံးကြံတဲ့တုပ်လေးကိုထုတ်ပြီးမီးညှိလိုက်တယ်မီကိုပပလေးကလေထဲကိုတဖြည်းဖြည်းလွင့်တက်သွားတယ်အားလုံးပဲမင်္ဂလာပါမူလကစာကြည့်ကန်းထဲမှာကိုအမကိုဝန်ခံစာရေးနေတာပါဒါပေမဲ့တကယ်ကိုပြင်းစရာကောင်းလို့အောက်ကိုခိုးဆင်းလာခဲ့တာတိုက်ဆိုင်တတိယထပ်ကနေအတန်တွေကြားလိုက်ရလို့ဟူချင်းနေရဲ့လှုပ်ဝက်ချက်တစ်ခုခုကိုနားထောင်ပြီးသူ့ကိုပြန်ဖိအားပေးလို့ရမလားဆိုပြီးလာကြည့်တာပါဒါနဲ့ပဲအခုလိုပြုတ်ကျလာတာပေါ့လင်ရန်ကျူးကကျွန်တော်ကိုလုံးဝမယုံနိုင်တဲ့ပုံစံနဲ့ကြည့်နေတယ်သူမစိတ်ထဲမှာတော့ဟူချင်းနေရဲ့အိမ်ထဲမှာယောက်ျားတစ်ယောက်ဘလို့လှုပ်ရှိနေတာလဲသူကပုံမှန်ဆိုယောက်ျားတွေသူ့အနာကတ်တာကိုတော့မကြိုက်ဘူးမဟုတ်လားမင်းကစာကြည့်ကန်းထဲမှာကိုအမကိုဝန်ခံစာရေးနေတယ်ဆိုဒီကိုပြေးလာဖို့မင်းကိုဘယ်သူခွင့်ပြုလိုက်တာလဲသူမကကျွန်တော်ကိုဆိုဖာစီဆွဲခေါ်သွားပြီးထိုင်ခိုင်းလိုက်တယ်ကျွန်တော်ပြန်ညင်းမလို့လှုပ်လိုက်ပေမဲ့ရုတ်တရက်ဒူးတဲကဆူရှာတဲ့နာကျင်မှုတစ်ခုထပ်မံဖြစ်ပေါ်လာတယ်ပြုတ်ကျပြီးကိုဒဏ်ရာရအောင်လုပ်ထားတယ်ဘသူကမင်းကိုဒီလောက်တတိမထားပဲနေခိုင်းထားတာလဲနန်နန်ကစေးတစ်တာကိုအမြန်ယူလာတယ်ဟူချင်းနေကတော့မတ်တက်မရက်ပဲကျွန်တော်ရှိတဲ့မှာထိုင်ချလိုက်ပြီးဒဏ်ရာပေါ်ကိုဆေးလိမ့်ပြီးတော့တယ်ဒါကတကယ်ကိုအံ့ဩစရာပဲမဟုတ်လားဘလောက်ပဲအဆင့်တန်းမြင့်မြတ်တဲ့ဟူချင်းနေဖြစ်ပါစေအရင်ကသူမကိုယ်တိုင်ဒဏ်ရာရခဲ့ရင်တော့ကိုဘာသာကိုပတ်တီးစီးတတ်တယ်သူဒါပေမဲ့အခုတော့ယောက်ျားတစ်ယောက်ကိုကိုယ်တိုင်ဆေးလိမ့်ပေးနေတယ်သူမယူသွားပြီလားပြီးတော့မျက်စိရှိမှရှိနေတဲ့ဒီယောက်ျားကလည်းတကယ်ကိုစိတ်ရှုပ်စရာကောင်းတယ်ဘသူသိမှလဲသူကတမင်တကာဟူချင်းနေကိုတွေးဆောင်မှုစူးစမ်းနေတာလည်းဖြစ်နိုင်တယ်ငငယ်ကလေးကနေရာအနှံ့လှည့်လည်နေခဲ့ပြီးလူတွေရဲ့အထင်သေးတဲ့အကြည့်မျိုးစုံကိုခံစားခဲ့ရတဲ့အတွက်သူရှိကယောက်ျားရဲ့မကောင်းတဲ့ရွေချက်ကိုကျွန်တော်ချက်ချင်းသိလိုက်တယ်
ငါကသူတို့နှစ်ယောက်ရဲ့ချင်းတွေ့နေတဲ့အချိန်ကိုဝင်ဖြတ်မိတာများလားဟူချင်းနင်ကသူများရဲ့တငယ်ချင်းတွေကိုတောင်ပြောနေသေးတယ်ဒါပေမဲ့သူကိုယ်တိုင်ကယောက်ျားတစ်ယောက်ကိုအိမ်ခေါ်လာတာပဲလင်ရန်ကျူးကမနေနိုင်တော့ပဲမေးလိုက်တယ်နင်မေးလို့ရမလားဒီလူကဘသူလဲကျွန်တော်ကချက်ချင်းပြန်ပြောလိုက်တယ်ကျွန်တော်နာမည်ကပိုင်ချန်ပါခင်ဗျားကိုဘယ်လိုခေါ်ရမလဲတော့မသိသေးဘူးဟေးငါကနင်နဲ့စကားပြောနေတာမင်းကဘာလို့ဝင်ပြောတာလဲနည်းနည်းတော့ယဉ်ကျေးမှုမရှိဘူးလားဟင်းသူကတခြားသူကိုတောင်ကိုယ်တိုင်စပြီးနှုတ်ဆက်နေပြီကြည့်ရတာမနေ့ကကို့အမကိုဝင်ခံစားရေးခိုင်းတာအနှဲငယ်တော့အကျိုးရှိပုံရတယ်ဒါပေမဲ့ငါတော့ယူတော့မယ်ငါရေးထားတဲ့ကို့မကိုဝင်ခံစားမှာစာလုံး10လုံးလောက်ပဲရေးထားတာကိုသူသိသွားရင်ဘယ်လိုလုပ်မလဲဘာတွေဖြစ်လာမလဲဆိုတာတော့မတွေးရဘူးဟူချင်းနင်ကအေးအေးဆေးဆေးပြောလိုက်တယ်ငါအိမ်မှာခဏလာနေတဲ့ညီလေးတယောက်ပါနည်းနည်းတော့စူညံနေဒါပေမဲ့မကောင်းတဲ့ရည်ရွယ်ချက်တော့မရှိပါဘူးသူမကငါ့ကို3နှစ်အရွယ်ကလေးလိုသဘောထားပြီးလိန်နေတာလားမယုံနိုင်ဘူးဟူချင်းနင်ကတာမန်ညီလေးတယောက်ကိုဒီလောက်အထိရင်းရင်းနှီးနှီးဆက်ဆံနိုင်တယ်ဆိုတာမယုံနိုင်ဘူး10နှစ်တိတိငါကနင်နားမှာနေပြီးနောက်ဆုံးတော့အောင်မြင်တော့မယ်လို့ထင်ခဲ့တာဒါပေမဲ့နောက်ဆုံးမှာဘဲကနေမှမသိတဲ့လမ်းပိတ်တယောက်ရုတ်တရက်ပေါ်လာတယ်ဘာမှအသုံးမကျတဲ့ညီလေးတယောက်ကမိုးပေါ်ကနေကျလာတယ်လို့ပေါ်လာတာပဲတေဆန်းတွေးလေလေစိတ်တူလေလေပဲသူကသွားရီကြိတ်ရင်ကျွန်တော်ဘက်ကိုခေါင်းလှည့်ပြီးမကြေမနက်စွာစိုက်ကြည့်လာတယ်ချင်းနေငါပြောစရာတွေရှိသေးတယ်ငါတို့လည်းမတွေ့တာကြာပြီလေသူ့မျက်လုံးထဲကမကောင်းတဲ့ရွေချက်ကိုမြင်လိုက်တာနဲ့ကျွန်တော်စိတ်ထဲမှာအေးဆက်ဆက်ရေးလိုက်မိတယ်ပြီးတော့သူ့ကိုနည်းနည်းဆလိုက်ဖို့ဆုံးဖြတ်လိုက်တယ်ဟီဟီငါရဲ့အချစ်ဆုံးချင်းနေရေးဒါဆိုဒီလူကြီးနဲ့အရင်စကားပြောလိုက်ဦးငါကအခန်းထဲမှာမင်းကိုစောင့်နေမယ်နော်โอเคတေဆန်းသူ့မှာမကောင်းတဲ့ရွေချက်ရှိတာကိုငါချက်ချင်းသိလိုက်ပြီငါဘဝကဘာလို့ဒီလောက်တောင်ကန်ဆိုးနေရတာလဲအရင်တယောက်ကလည်းကို့အမကိုဝင်ခံစားမပြီးသေးဘူးအခုနောက်ထပ်တယောက်ကထပ်ပေါ်လာပြန်ပြီဖះရီကျွန်တော်ကိုကဲပါဦးဟူချင်းနေကကျွန်တော်ဘက်ကိုကြည့်ပြီးနှက်ခမ်းတောင်ကွေးကပြုံးလိုက်တယ်ပြီးတော့အခန်းထဲကနေထွက်သွားလိုက်တယ်သူမအဝေးကိုရောက်သွားတာတေချာမှကျွန်တော်လက်တော့ကိုထုတ်ပြီးအလုပ်လုပ်လိုက်တယ်မင်းညကကျွန်တော်ဘေးမှာရှိခဲ့တဲ့သူကဟူချင်းနေကိုယ်တိုင်ဆိုတာသိနေပြီးကျွန်တော်လည်းဘာမှမဆုံးရှုံးခဲ့ဘူးဒါပေမဲ့မင်းညကဖြစ်ရက်တစ်ခုလုံးကိုတော့တေချာစုံစမ်းခြင်းတယ်ဘသူကများကျွန်တော်ကိုဒီလိုထောင်ချောက်ဆင်ခဲ့တာလဲဒါကြောင့်လက်တော့စခရင်ပေါ်မှာအချိန်နှဲငယ်နှိပ်လိုက်တာနဲ့ Guard Club ရဲ့လုံခြုံရေးကင်မရာစနစ်ထဲကိုချက်ချင်းဝင်ရောက်သွားတယ်ကျွန်တော်စောင့်ကြည့်မှတ်တမ်းတွေကိုတေချာတစ်ချိန်ပြန်ကြည့်လိုက်တယ်အဲ့ဒီမှာမင်းညကမှတ်တမ်းတွေကအပိုင်းတစ်ခုပြောင်းနေတယ်ဆိုတာကိုတွေးလိုက်ရတယ်ဒါနဲ့နောက်ထပ်နီလန်တစ်ခုကိုအသုံးပြုပြီး Guard ရဲ့လုံခြုံရေးကင်မရာစနစ်ထဲကိုပြန်ဝင်ဖို့ကြိုးစားလိုက်တယ်စနစ်ထဲဝင်သွားတာနဲ့တယောက်ကကျွန်တော်ကိုခြေရခံနေတယ်ဆိုတာချက်ချင်းသိလိုက်ရတယ်။အိုးစိတ်ဝင်စားစရာပဲ။လုံခြုံရေးစနစ်ထဲမှာတခြားတယောက်လည်းရှိနေတယ်။မင်းတို့အားလုံးသိတော့အတွေ့အကြုံမရှိကြပါစေနဲ့လို့မျှော်လင့်ပါတယ်။အဲ့ဒီအချိန်မှာအပေါ်ထပ်အခန်းထဲမှာတော့ဟူချင်းနင်ကအခန်းထဲကိုဝင်လာပြီးသူမရဲ့ကွန်ပျူတာနည်းပညာရှင်ကပြောနေတာကိုကြားလိုက်တယ်။အကြီးဆုံးတခင်မလေးတယောက်ကစောင့်ကြည့်ရေးစနစ်ထဲကိုဟက်ခဝင်လာပါတယ်။သူ့ကိုခြေရခံပြီးတိကျတဲ့နေရာကိုရှာပါ။သူတို့ကချက်ချင်းစတင်လှုပ်ဆောင်ကြတယ်။အချိန်ချင်းထိတ်တိုက်ရင်ဆိုင်ပြီးနောက်မှလည်းအချိန်တိုင်းမအောင်မြင်ခဲ့ကြဘူး။ကွန်ပျူတာစနစ်ကထိန်းချုပ်လို့မရတော့ပဲဟက်ခံရတော့မဲ့အခြေအနေကိုမြင်လိုက်ရတော့သူတို့မှရွေးချယ်စရာမရှိပဲကွန်ရက်ကျိုးကိုချက်ချင်းဖျက်ချလိုက်ရတယ်။အဲ့ဒီအချိန်မှာအောက်ထပ်အခန်းထဲမှာတော့အဲ့ဒီနောက်ကျွန်တော်ကမိသားစုနှစ်စုရဲ့မွေးစားခံရပြီးကောင်းမွန်တဲ့နေ့ရက်တွေရောက်လာတော့မယ်လို့တွေးခဲ့တယ်။ဒါပေမဲ့ဗီလာကိုရောက်လာတဲ့အချိန်မှာတော့ကျွန်တော်ကဟူချင်းနေနဲ့နိုင်ငံရေးအရာလက်ထပ်ရမယ်ဆိုတာကိုအသိပေးခံလိုက်ရတယ်။ဒါကြောင့်ပိုင်အိုင်ကဟူချင်းနေရဲ့အိမ်မှာလာနေခဲ့တာ။မင်းညကဟွမ်ကျွင်မှာမင်းတို့ကူရန်ကျူးကိုတကယ်တွေးခဲ့တာတေချာလား။တေချာတဲ့ကူရန်ကျူးကငါတို့ကစားနေတော့သူ့တငယ်ချင်းတွေနဲ့အတူရှိနေတာ။သူကငါတို့ဘက်ကိုအကြိမ်ကြိမ်လှမ်းကြည့်တယ်။မင်းသူ့ကိုတွေ့သွားရင်မပြောမှဆိုလို့ငါဘာမှမပြောခဲ့တာကျန်းရှန်။အဲ့ဒီနေ့ကဖြစ်ရက်ကိုကူရန်ကျူးကစီစဉ်ခဲ့တယ်လို့မင်းတန်တရားရှိနေတာလား။ဒီလိုတိုက်ဆိုင်မှုမျိုးဘယ်လိုဖြစ်နိုင်မှာလဲ။ငါ့ကိုထောင်ချောက်ဆင်ခံရတဲ့အချိန်မှာပဲစောင့်ကြည့်ကင်မရာတွေကတိုက်ဆိုင်ဆိုင်တက်သွားပြီးတက်တဲ့တစ်ခုမှရှာမတွေ့ခဲ့ဘူး။တိုက်ဆိုင်ဆိုင်အဲ့ဒီအချိန်တုန်းကကူရန်ကျူးနဲ့ရှောင်းဟွာနှစ်ယောက်လုံးလည်းအဲ့ဒီမှာရှိနေတယ်လို့ပဲ။သူတို့ကိုစိတ်မပူစေချင်လို့ဒီအကြောင်းကိုမပြောခဲ့တာပါ။ကောင်းပြီဒီအကြောင်းကိုတော့ထပ်မပြောကြတော့နဲ့။ဒီကက်ထဲမှာပတ်စံနေနေရှိတယ်အရင်ယူထားပြီးစေကူတာစေးအတွက်သုံးလိုက်ကြမိဘမဲ့ကေဟာကကလေးနှစ်ယောက်အတွက်ဘာတွေလိုအပ်နေသေးလဲဆိုတာငါတနေ့နဲ့ဖြေရှင်းပေးမယ်မင်းတို့ညင်းလို့မရဘူးနော်โอเคအခုနောက်ပိုင်းငါရဲ့လက်ဝဲဘက်ကစီးပွားရေးကအဆင်ပြေနေတာပတ်စံလဲတော်တော်စုမိထားပြီးဒါကြောင့်ဒီဟာကိုမင်းတို့ကိုပေးတာပါဟာသူနဲ့ကျွန်တော်ကြားမှာကဘာနဲ့ကောင်းကင်လိုကွာခြားနေသေးပေမဲ့ကူရန်ကျူးကတော့ကျွန်တော်ရဲ့ရုပ်ရည်ကောင်းမှုကြောင့်မနေနိုင်ပဲအံ့ဩသွားတယ်တေဆန်းအရင်ကထက်တောင်ပိုချောလာတာလားအရင်တုန်းကသူပေါ်လာတိုင်းလူတွေရဲ့အကြည့်အလုံးကိုဆွဲဆောင်နိုင်ခဲ့တယ်တေဆန်းအားလုံးကိုတေဆန်းပဲသူ့ဘေးမှာရှိတဲ့ကိုရန်တော်ကမင်းရဲ့စိတ်ခံစားချက်ပြောင်းလဲသွားတာကိုသတိထားမိပြီးအလင်းအမြန်မေးလိုက်တယ်အကြီးဆုံးတခင်လေးကျွန်တော်တို့တခုခုလုပ်ပေးရမလားဟုတ်တယ်အခုတော့သူ့ကိုငါမနာလို့ဖြစ်နေစရာမလိုတော့ဘူးချောတယ်ဆိုရင်ရောဘာဖြစ်လဲအခုချိန်မှာသူကအိမ်မရှိသွားစရာနေရာမရှိတဲ့မိဘမဲ့တယောက်ပဲငါကတော့မြို့တော်မှာမိသားစုနှစ်စုရဲ့တူးလေးသောအမွေဆက်ခံသူလူပေါင်း1000အထက်မှာရက်တည်နေတဲ့မြင့်မြတ်တဲ့တခင်လေးတယောက်ပဲကျက်ရှန်မင်းရဲ့အခုလက်ရှိပုံစံကငါအတွက်အစေခံတယောက်ဖြစ်ဖို့တော့မထိုက်တန်ဘူး
မင်းဟွမ်ကြားကိုဘာလာလောက်တာလဲမင်းကဒီကိုလာပြီးချမ်းသာတဲ့တခင်မလေးတွေနဲ့ဆက်သွယ်ဖို့တောင်းပန်ခြင်းလို့လားဒီမှာချမ်းသာတဲ့လူတွေတကယ်အများကြီးပဲမင်းရဲ့မျက်နှာနဲ့ဆိုဝင်ငွေတော်တော်ကောင်းကောင်းရနိုင်မယ်ထင်တယ်ဖောက်တယ်တချို့မိတ်ဆက်ပေးရမလားကြည့်ရတာမင်းကဒီအကြောင်းကိုတော်တော်ရင်းနှီးပုံပဲအရင်ကတည်းကဘာလို့စုံစမ်းထားတာလဲဘာတွေလာနောက်နေတာလဲငါကမိသားစုနှစ်စုရဲ့အကြီးဆုံးတခင်လေးပဲငါမိသားစုကပေးတဲ့အသုံးစရိတ်နဲ့လတိုင်းစိန်ခံကားတစ်စီးတောင်ဝယ်လို့ရတယ်မင်းလိုပတ်စံမရှိတဲ့လူလိုငါ့ကိုထင်နေတာလားသူ့မျက်နှာကတော့မနဲ့တကောင်လိုပဲဟုတ်တယ်သူ့ရဲ့ရုပ်ရည်ကအရန်ကိုကောင်းကောင်းထိမ့်သိမ်းထားတယ်လွန်ခဲ့တဲ့6နှစ်ကနဲ့တောင်ဘာမှမကွာဘူးသူမကကျွန်တော်အမေဖြစ်တဲ့အချိန်မှာကျွန်တော်လည်းလက်ကင်ထားတာကိုနည်းနည်းလျှော့လိုက်တယ်ကူရန်ကျူးကချက်ချင်းနောက်ဆုတ်သွားပြီးနာကျင်နေတဲ့မျက်နှာထားနဲ့တမင်တကာမြေပြင်ပေါ်ကိုလဲကျသွားတယ်ပြီးတော့ပြင်းပြင်းထန်ထန်ချောင်းဆိုးလာတယ်အဲ့ဒီအခါဒုတိယသခင်မကြီးကအလင်းအမြန်သူ့ကိုဆွဲထုတ်လိုက်တယ်ရန်ကျူးမင်းစင်ပြေရဲ့လားနေကင်းကြီးမှာရန်ကျူးကိုမင်းလက်တောင်ရဲရဲနဲ့ထိရဲတယ်ပေါ့မင်းကငါတို့မိသားစုနှစ်စုကိုလုံးဝအလေးမထားဘူးပဲအလေးထားရမယ်အာတကယ်ကိုရေးစရာကောင်းလိုက်တာအရင်တုန်းကငါကအရာရာကိုအရန်လေးထားခဲ့လို့လေပြင်းမုန်တိုင်းထဲမှာလမ်းပေါ်တင်မူးလဲတော့မလို့ဖြစ်ခဲ့တာပဲဒုတိယသခင်မကြီးခမရဲ့သားကဘာလုပ်ခဲ့လဲဆိုတာမမေးကြည့်ဘူးလားအမေမနေ့ညကကြက်ရှံအနိုင်ကျင့်ခံခဲ့ရတယ်ဒီမှာဟေးငါလည်းအဲ့ဒီမှာရှိခဲ့တာပဲဒါကြောင့်သူကငါ့ကိုသူ့ကိုဒုက္ခပေးခဲ့တယ်လို့ထင်နေတာအမေကြက်ရှံကိုအပြစ်မတင်ပါနဲ့သူကဒေါသအရန်ထွက်နေလို့ဖြစ်မှာပါကြည်စမ်းပါဦးဒီလောက်အစင်းမြင့်တဲ့လှည့်ကွက်နဲ့လူတွေကိုချဲ့လဲနေတာပဲစကားနဲ့ငယ်နဲ့တဲ့အမှန်တရားကိုလုံးဝပြောင်းပြန်လှန်ပစ်လိုက်တယ်သူကအခုမိဘမဲ့ကေဟာမှာအကောင်းဆုံးဘဝနဲ့နေနိုင်နေတာမအံ့ဩတော့ဘူးမင်းကိုအနိုင်ကျင့်ပြီးအပြင်ကိုနှိထုတ်ခံခဲ့ရတာတောင်ကိုယ့်ဘာသာကိုမဖြေရှင်းနိုင်ပဲရန်ကျူးကိုပြန်အပြစ်ပုံချခြင်းသေးတယ်ပေါ့အဲ့ဒီတုန်းကမင်းဒီလိုလူဖြစ်လာမယ်ဆိုတာသိခဲ့ရင်မင်းကိုပြုပြင်ရေးကြောင်းပို့လိုက်မှာပဲအခုလိုလူလည်းမဟုတ်တရေလည်းမဟုတ်တဲ့ပုံစံဖြစ်လာအောင်မထားခဲ့သင့်ဘူးဒါဆိုအဲ့ဒီတုန်းကကျွန်တော်ကိုလမ်းပေါ်ပြစ်ချခဲ့တာအတွက်ဒုတိယသခင်မကြီးကိုကျေးဇူးတင်ရမလားကျွန်တော်ဘဝကလည်းအခုလိုခက်ခဲနေတာမဟုတ်ရင်ညဘက်ပြန်လာပြီးဒုတိယသခင်မကြီးနဲ့စကားကောင်းကောင်းလေးထိုင်ပြောချင်မိမှာပဲအဲ့ဒီစကားကိုကြားလိုက်တာနဲ့တိတိကျကျပြုစုထိမ့်သိမ်းထားတဲ့သူမရဲ့မျက်နှာကချက်ချင်းဖြူဖြောသွားတယ်မင်းဘာအတိတ်ပဲမရှိတာတွေလာပြောနေတာလဲကျေးဇူးမသိတတ်တဲ့ကောင်ကျက်ရှံမင်းအမေကိုဒီလိုပြောတာတကယ်လွန်လွန်းတယ်မင်းအမေမှာသွေးတိုးယောဂရှိတာမသိဘူးလားသူ့မှာသွေးတိုးယောဂရှိတာသိနေရတာနဲ့ဘာလို့အခုလိုဒေါသထွက်အောင်ထက်လုံနေတာလဲခုနကတော့သူ့ရှိမှရက်ပြီးတမင်တက်တက်ရန်စနေတာဘာလို့လဲကျက်ရှံကိုဒီလိုဆက်ပြီးအလိုလိုက်ထားလို့မဖြစ်တော့ဘူးထင်တယ်ရဲကိုဖုံးဆက်တဲ့နယ်လို့ထင်တယ်ပြီးတော့သူကစကားပြောတာလဲတော်တော်ချိုးသားတယ်ဒါပေမဲ့သူ့ရဲ့ခံစားချက်ကဘလောက်နဲ့ဆိုင်လဲဆိုတာတော့မသိဘူးကျွန်တော်သိတာတခုလေးရှိတယ်ကျွန်တော်အယံဝမ်းနေတယ်ဆက်လုပ်လေကျွန်တော်ကြောင်သွားတယ်ရဲကိုဖုံးဆက်တာကကျွန်တော်အတွက်ပြဿနာမရှိပါဘူးဒါပေမဲ့ဟူချင်းနေကိုသာလှုပ်ခတ်သွားစေခဲ့ရင်ဘယ်လိုလုပ်မလဲအဲ့ဒါဆိုကျွန်တော်တော့ပြဿနာကြီးပြီပြီးတော့အစကတည်းကကျွန်တော်ကအပြင်ကိုခိုးထွက်လာခဲ့တာပဲကျွန်တော်မျက်နှာမူအရာကိုမြင်လိုက်တာနဲ့ချန်ကွန်ကျွေကကျွန်တော်ကြောက်နေတယ်လို့ထင်သွားတယ်သူ့စိတ်ထဲမှာလည်းချက်ချင်းစိတ်အေးသွားတယ်မြင်မြန်မန်နေဂျာကိုဒီကိုခေါ်လာခဲ့အဲ့ဒီအချိန်မှာဒုတိယထပ်စင်ကြံလမ်းမှာဟူချင်းနေက VIP ခန်းထဲကနေထွက်လာတယ်သူမနောက်မှာတော့ဝစ်စုံဝစ်ထားတဲ့အသက်လက်ပိုင်းမျိုးသမီးတစ်ယောက်လိုက်ပါလာတယ်ရုတ်တရက်ဟူချင်းနေကခြေလမ်းရက်လိုက်ပြီးအောက်ဘက်ကိုလှမ်းကြည့်လိုက်တယ်ရင်းနှီးနေတဲ့ပုံရိပ်တစ်ခုကသူမရဲ့မျက်စိထဲဝင်လာတယ်ကျေးဇူးမသိတတ်တဲ့ကောင်ဟူချင်းနေရဲ့မျက်နှာကချက်ချင်းမှောင်မိုက်သွားတယ်မကောင်းတော့ဘူးဒုတိယသခင်မကြီးနဲ့သူမရဲ့မွေးစားသားကချုံမောတဲ့လူငယ်တစ်ယောက်နဲ့စကားများနေကြတာပဲအကြီးဆုံးသခင်မလေးကဘယ်တုန်းကတည်းကဒုတိယသခင်မကြီးနဲ့သူမရဲ့မွေးစားသားကိုဒီလောက်ကြည့်ဆိုင်နေတာလဲအကြီးဆုံးသခင်မလေးကမိသားစုနှစ်စုရဲ့မွေးစားသားအပေါ်ခံစားချက်ရှိနေတာများလားအကြီးဆုံးသခင်မလေးဒုတိယသခင်မကြီးဒီမှာရှိနေတာကိုကျွန်တော်မသိခဲ့ပါဘူးအခုချက်ချင်းလူလွတ်ပြီးသူတို့ကိုဖြေရှင်းလိုက်ပါမယ်ဟိုဘက်ကအရန်ချောတဲ့လူငယ်ကကျွန်တော်တို့မိသားစုရဲ့သခင်လေးပိုင်ချံပါဒီကလေးကနည်းနည်းတက်ကြွတဲ့ပုံစံရှိပါတယ်ဒါကြောင့်သူ့ကိုကောင်းကောင်းကြည့်ဆိုင်ပေးပါအကြီးဆုံးသခင်မလေးဂယုဆိုင်တဲ့သူကဒုတိယသခင်မကြီးလည်းမဟုတ်သူမရဲ့မွေးစားသားလည်းမဟုတ်ဘူးအဲ့ဒီဘက်ကချုံမောတဲ့လူငယ်ပဲဒါအပြင်သူ့ကိုခေါ်တဲ့အခေါ်အဝေါ်ကတောင်မိသားစုရဲ့သခင်လေးတဲ့ Kid Group ရဲ့အမြင့်ဆုံးတာဝန်ရှိသူကိုယ်တိုင်ပါဆက်ဖွင့်ပြီးတယောက်ယောက်ကိုသူ့ကိုဂယုဆိုင်ပေးဖို့တောင်းဆိုရလောက်အောင်အဲ့ဒီလူကဘလောက်အရေးကြီးတဲ့သူဖြစ်နိုင်မလဲအကြီးဆုံးသခင်မလေးစိတ်ချပါဒီနေ့ကစပြီးသခင်လေးပိုင်ရဲ့ကိစ္စတွေကကျမချုံဝမ်ရဲ့ကိစ္စတွေပဲဖြစ်ပါမယ်သူ့ကိုနည်းနည်းလေးတောင်နစ်နာမှုမခံစားစေရပါဘူးအခုချက်ချင်းသခင်လေးပိုင်ကိုအပေါ်ထက်ကိုဖိတ်ခေါ်လာပါမယ်အဲ့ဒီအချိန်မှာအောက်ထပ်မှာတော့ဒီကိစ္စကတကယ်ပဲဟူချင်းနေရဲ့နားထဲရောက်သွားမှာကိုစိုးရိမ်ပြီးဒီအမေသားနှစ်ယောက်ရဲ့အချစ်ပြည့်နေတဲ့ပြဿနာကိုဆက်မကြည့်ကျင်တော့တာနဲ့ကျွန်တော်ခြေထောက်ကိုမြောက်ပြီးထွက်သွားဖို့လုပ်လိုက်တယ်ဒါပေမဲ့ကူရန်ကျူးကကျွန်တော်ကိုဒီလောက်လွယ်လွယ်နဲ့လွှတ်ပေးဖို့မရည်ရွယ်ထားဘူးပိုင်ရှန်အဲ့ဒီမှာရက်လိုက်မင်းကအမေကိုဒီလောက်တောင်ဒေါသထွက်အောင်လုပ်ထားတာမင်းမှာဘာခွင့်ရင်းနဲ့ထွက်သွားမှာလဲသူကအဲ့ဒီလိုပြောလိုက်တယ်အမေတခါနဲ့သူ့ရဲ့သားလေးမပုံစံကြောင့်ဒုတိယသခင်မကြီးရဲ့မျက်နှာကနည်းနည်းပြော့သွားတယ်အဲ့ဒီနောက်သူကဟွမ်ကျွဲရဲ့မန်နေဂျာဘက်ကိုအေးဆက်ဆက်ကြည့်လိုက်တယ်ဒီနေ့ငါကိုဘလို့ပဲဖြစ်ဖြစ်ကင်တွေ့တော့မယ်ထင်တယ်ဒီနေ့ငါလို VIP အဖွဲ့ဝင်တယောက်ကိုမပြောမရှင်ဖြစ်အောင်လုပ်ထားတာတော့မင်းကဒီလိုပဲထွက်သွားလို့ရမယ်ထင်နေတာလားဒီနေ့မင်းကစီမံနေတာမဟုတ်ခဲ့ရင်တော့ဟွမ်ကျွဲကမင်းကိုလွတ်မှာမဟုတ်ဘူးသူ
သူ့မျက်လုံးထဲကကျွန်တော်ပေါ်အထင်မြင်သေးမှုနဲ့စိတ်ပြတ်မှုတွေပြည့်နှက်နေတယ်။နှစ်ပေါင်းများစွာဒီလိုအကြည့်မျိုးတွေနဲ့အသားကျနေခဲ့ပြီးမှကျွန်တော်ကတော့လုံးဝဂရုမစိုက်ပဲရှေ့ကိုပဲတက်တက်လျှောက်သွားတယ်။ရှေ့ကိုခြေလမ်းအနှဲငယ်ပဲလှမ်းလိုက်ရသေးတယ်။ရုတ်တရက်လူ6-9ယောက်လောက်ကရှေ့ကနေရှောက်လာပြီးကျွန်တော်တို့ကိုဝိုင်းလိုက်ကြတယ်။မကောင်းတော့ဘူး။တကယ်ကိုမကောင်းတော့ဘူး။ကျွန်တော်ကထွက်သွားခြင်းရုံပဲရှိတာ။ဒီလောက်ကိုရန်တော့နည်းနည်းနဲ့ကျွန်တော်ကိုတကယ်တားနိုင်မယ်ထင်နေတာလား။အာထားလိုက်တော့တိုက်ရမယ်ဆိုလဲတိုက်မယ်။ဘာပဲဖြစ်ဖြစ်နောက်မှကို့မကိုဝင်ခံစားဆက်ရေးတာကိုပဲပိုနှစ်သက်တယ်ဒီလူတွေအနိုင်ကျင့်တာကိုတော့မခံနိုင်ဘူး။အဲ့ဒီအချိန်မှာပဲအနောက်ဘက်ကနေခွန်ကျွမ်းဝင်လာတယ်။ဘသူကသခင်လေးပိုင်လဲ။အမကျွမ်းဒီလိုကိုယ်တိုင်လာဖို့ဘာလို့ဒုက္ခခံလိုက်တာလဲ။ကျမကတခြားသူတယောက်နဲ့နည်းနည်းအငင်းပွားမိတာပါပဲဒီလောက်ပါပဲ။ခွန်ကျွမ်းဆိုတာဘသူလဲ။သူကခွန်ကျွဲရဲ့နောက်ွယ်ကတထေးမကြီးပဲ။စီးပွားရေးလောကမှာအင်အားကြီးတဲ့လူတစ်ယောက်။ဒါကြောင့်သူမကိုလေးစားမှုပြပြီးအမကျွမ်းလို့ခေါ်ရမယ်။ပုံမှန်ဆိုသူမလိုလူမျိုးကကျွန်တော်တွေးဖို့တော့မမျှော်လင့်နိုင်တဲ့သူပဲ။ဒါပေမဲ့ဒီနေ့တော့ဘလို့ကံကောင်းတာလည်းမသိဘူး။မန်နေဂျာကိုခေါ်လိုက်ရုံနဲ့ခွန်ကျွမ်းကိုယ်တိုင်ရောက်လာပြီးကျွန်တော်အတွက်ကိစ္စကိုဖြေရှင်းပေးနေတာ။မဟုတ်ဘူး။ဒီကိစ္စကိုနောက်မှငါကောင်မလေးတွေကိုတေချာကြွားရမယ်။အရင်တစ်ခါခွန်ကျွမ်းနဲ့ဖန်ခွက်ချင်းတိုက်ဖူးတာကိုသူကအခုထိငါ့ကိုမှတ်မိနေသေးတယ်။အခုသူကိုယ်တိုင်ပေါ်လာပြီဆိုတော့ငါ့ကိုလာမြောက်ပင်တာပဲဖြစ်ရမယ်။သူကအိမ်အောင်ရှိပြီးသားဆိုပေမဲ့စဉ်းစားကြည့်ရင်သူကလည်းနည်းနည်းတော့ဆွဲဆောင်မှုရှိတာပဲ။လက်ခံလိုက်တာလည်းမစိုးပါဘူး။ကူရန်ကျူးမင်းကစောလုံးလုံးနဲ့အောင်ပွဲခံနေပြီမဟုတ်ဘူးလား။သူကမင်းကိုမှတ်မိုံနဲ့မင်းကဒီလောက်တောင်မှန်တက်နေတာလား။မင်းကိုမသိတဲ့သူဆိုရင်သူမကမင်းအမေလို့တောင်ထင်သွားလိမ့်မယ်။မင်းဘာအဓိပ္ပာယ်မရှိတာတွေလာပြောနေတာလဲ။မင်းကအမကျွမ်းဘသူလဲဆိုတာမသိဘူးလား။ဟေးအမကျွမ်းခွန်ကျွမ်းကသူ့ကိုအေးဆက်ဆက်စိုက်ကြည့်လိုက်ပြီးခြေလမ်းကြီးတလန်းနောက်ဆုတ်လိုက်တယ်။ပြီးတော့ကိုရန်တော်ကိုလက်ဟန်ပြလိုက်တယ်။အဲ့ဒီကလေးကိုငါလက်မခံဘူး။အဲ့ဒီကလေးကသူနဲ့စုယူနင်းတို့ရဲ့သားမဟုတ်ဘူး။သူကတောင်ပိုင်းမိဘမဲ့ခေဟာကနေမွေးစားလာတဲ့ကလေးပဲ။အမကျွမ်းဒီကောင်လေးကအမကိုပေါ်ပေါ်တင်တင်အတရေဖြတ်နေတာပါစိတ်မဆိုးပါနဲ့သူ့ကိုကျွန်တော်ဆုံးမပေးပါမယ်။မေးပါရစေမင်းကသခင်လေးပိုင်ရှံပဲလား။ဟုတ်ပါတယ်။ဘာကိစ္စရှိလို့လဲ။ပြီးတော့ဘာလို့လူတွေအများကြီးကိုဒီကိုခေါ်လာတာလဲ။ကျွန်တော်နဲ့ရန်ဖြစ်ဖို့လာတာလား